တန်းချောင်းဥယျာဉ်အိမ်ယာတွင်အမျိုးသမီးတဦးလက်လီကားအတွင်တနာရီခွဲကြာအောင်ပိတ်မိတဲ့ဖြစ်ရက်မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စမ်းချောင်းဥယျာဉ်အိမ်ယာမှာနေထိုင်တဲ့မညိုလုံးဆိုတဲ့အမျိုးသမီးတဦးဟာလက်လီကားအတွင်တနာရီခွဲကြာပိတ်မိခဲ့တဲ့ဖြစ်ရက်ကိုတင်ဆက်ပေးခြင်းပါတယ်ဧပြီလ25ရက်စနေနေ့မနက်အစောပိုင်းမှာစမ်းချောင်းမြို့နယ်ကအစင်းမြင့်အိမ်ယာတစ်ခုရဲ့လက်လီကားအတွင်အမျိုးသမီးတဦးတနာရီခွဲကျော်ကြာပိတ်မိခဲ့တဲ့ဖြစ်ရက်တစ်ခုလူမှုကွန်ရက်မှာဟိုးလေးတကြောဖြစ်သွားခဲ့ပါတယ်။တာမန်ဆက်ချိုရင်မှုတစ်ခုတည်းပိုဆိုးသွားတာကတော့ပိတ်မိနေသူဟာပြင်းထန်တဲ့ရင်ကျပ်ဝေဒနာခံစားနေရသူဖြစ်နေပြီးအသက်ရှင်တန်ခွင့်အတွက်နောက်ဆုံးအချိန်အထိတိုက်ပွဲဝင်ခဲ့ရတာပဲဖြစ်ပါတယ်။ဗနက်အစောပိုင်း4:39မိနစ်ဝန်းကျင်လေ့ကျင့်ခန်းလုပ်ဖို့အပြင်ထွက်လာတဲ့မညိုလုံးဟာတက်လီကားအတွင်ဝင်ပြီးခဏအကြာမှတင်အပြင်လောကနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။မြင်းကြီးတက်ကိုရောက်ရှိနေပေမဲ့တကားပွင့်မလာတော့တဲ့အလုံပိတ်အခန်းချင်းလေးထဲမှာလေအေးပေးဆက်လဲပိတ်ထားတာကြောင့်ရင်ကျက်ဝေဒနာရှိတဲ့သူအတွက်အသက်ရှူရတာတဖြည်းဖြည်းခက်ခဲလာခဲ့ပါတယ်။အဆိုးဝါးဆုံးအခြေအနေကတော့အထဲမှာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းလုံးဝမရရှိတာပါပဲ။အကူအညီတောင်းဖို့ကြိုးစားသည်များအရာမထင်တဲ့အခါမှာတော့ငါဒီထဲမှာပဲအသက်ပြောက်တော့မှလားဆိုတဲ့အတီးကသူ့ကိုစိုးမိုးသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူလုံနိုင်ခဲ့တာကတော့တုံရင်နေတဲ့လက်တွေနဲ့ဖုံးကိုခိုင်းပြီးဒါဟာငါရဲ့အဆုံးသက်တာဖြစ်ခဲ့ရင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ချစ်ရသူတွေစီကိုနှုတ်ဆက်စာတွေပို့ထားခဲ့တာပါ။ဒါအပြင်သူတည်ဆုံးသွားခဲ့ရင်ဖြစ်စဉ်ကိုသိရှိနိုင်အောင်လို့လဲလက်လီကားအတွင်းကသူ့ရဲ့ဝေဒနာခံစားနေရတဲ့ပုံရိပ်တွေကိုဗီဒီယိုမှတ်တမ်းရိုက်ကူးထားခဲ့ပါတယ်။တစ်ဖက်ကလည်းအသက်ရှင်လို့တဲ့စိတ်နဲ့တကားကိုလက်တွေနာကျင်လာတဲ့အထိအဆက်မပြတ်ထုရရင်အကူအညီတောင်းခံခဲ့ပါတယ်။ပိတ်မိနေတာတနာရီခွဲကျော်ကြာလာတဲ့အချိန်မှာတော့ကံကောင်းထောက်မှစွာနဲ့အခြားအဆောင်ကအမျိုးသမီးတဦးလမ်းလျှောက်ထွက်လာရင်အထဲကအကူအညီတောင်းတန်ကိုကြားသွားခဲ့ပါတယ်။အပြင်ကနေအတင်းအကျပ်ဆွဲဖွင့်ပေးခဲ့လို့ဒါမညိုလုံးတယောက်တေမင်းနှကန်းဝါကနေပြန်လဲလွတ်မြောက်လာခဲ့တာပါ။တကားပွင့်သွားရဲ့အချိန်မှာတော့ကြောက်စိတ်ကြောင့်တကူလုံးတုံရင်နေတဲ့သူကိုကယ်တင်ပေးခဲ့တဲ့အမျိုးသမီးကပတ်လဲတကင်းအားပေးခဲ့ရပါတယ်။ဒီဖြစ်ရဟာအစင်းမြင့်အိမ်ယာတွေမှာရှိတဲ့အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုစနစ်တွေဘလောက်ထိအားနည်းနေတယ်လဲဆိုတာကိုမိမောင်းထိုးပြလိုက်တာပါအထူးသဖြင့်24နာရီလုံခြုံရေးနဲ့ဤပညာဝန်ထမ်းတွေရှိနေရမယ့်အခြေအနေမှာအခုလိုလူတစ်ယောက်အသက်အန္တရာယ်ဖြစ်လို့နေပါကြံ့ကြာခဲ့တာဟာတာဝန်ယူမှုတာဝန်ခံမှုအပိုင်းတွေမှာမေးခွန်းထုတ်စရာတွေရှိနေပါတယ်အခုလိုဖြစ်ရမျိုးနောက်ထပ်မဖြစ်အောင်ဘလို့ကြိုတင်ကာကွယ်မှုတွေလုပ်တင်တယ်လဲဆိုတာကတော့အားလုံးတတိထားစရာပဲဖြစ်ပါတယ်ကျွန်တော်တို့ရွှေပြည် News Channel ကနေအခုလိုသတင်းထူးတွေကိုတင်ဆက်ပေးနေတာမလို့ Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးပဲဘေးအန္တရာယ်ကင်းရှင်းကြပါစေ။